ဒီပင်လေဖြန်ပေါက်လေးဟာအသက်၄ဘတ်ပဲရှိပါသေးတယ်သူ့အမေရဲ့အခြေအဆုံးလေးပေါ့ပြီးခဲ့တဲ့တစ်လလုံးနေတိုင်းသူ့အမေကကိုပေါ်တင်ပြီးတည်ထားခဲ့တာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ရေထဲမှာမွေးတဲ့တက်ရှိဖြစ်ပေမဲ့ဒီအကောင်ပေါက်လေးဟာအခုချိန်ထိရေကူးနိုင်တဲ့အခြေအနေမရှိသေးလို့ပါသူနဲ့ရွယ်တူလောက်ရှိတဲ့တခြားအကောင်ပေါက်လေးတွေကတော့ရေကူးတင်တန်းစနေကြပါပြီဒီကောင်လေးလည်းဒီရွယ်ဆိုရင်ရေကူးတင်ဖို့တင့်ပါပြီဒါပေမဲ့သူ့အမေကိုပေါ်မှာတက်တာနေရတာကြောင့်ဒီလိုနေရတာကိုပျော်နေပါတယ်အမွေးတွေကိုသူ့အမေကတိုက်ရက်အောင်လှုပ်ပေးနေပါတယ်အမွေးတွေကိုဒီလိုလှုပ်ပေးရတာကလည်းအရေးပါတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်အမွေးတွေကိုဒီလိုလှုပ်ပေးတာဟာအမွေးနဲ့အရေးပြားကြားမှာလေးခိုနေစေပြီးတော့အခုလိုရေခဲရေထဲမှာနေရတဲ့အကောင်ပေါက်လေးအတွက်အေးဒဏ်ကိုအန်တုနိုင်စေပါတယ်သူ့အမေကဒီလိုလှုပ်မပေးဘူးဆိုရင်အကောင်ပေါက်လေးဟာဒီရေထဲမှာတရက်တောင်ခံမှာမဟုတ်ပါဘူးအကောင်ပေါက်လေးကတော့သူ့ကိုဂရုစိုက်ပေးတဲ့အမေကြီးနဲ့အစင်းနဲ့တောက်လို့ရတဲ့နှုတ်ရည်ရှိရင်ပြည့်စုံနေပါပြီဒီကောင်ပေါက်လေးဟာအမေစီကနေသားခွဲဖို့ဆိုရင်နောက်ထပ်9လလောက်ထပ်ပြီးစောင့်ရှောက်ရအောင်မှာပါအစာစားဖို့အရန်လိုအပ်နေပြီဖြစ်တဲ့သူ့အမေအတွက်တော့တော်တော်လေးကိုအားရင်ကုန်ခန်းစေပါတယ်ဒါပေမဲ့ရင်ငုပ်ပြီးအစာရှာမယ်ဆိုရင်သူ့သမီးလေးကိုတကောင်နဲ့အကာအကွယ်မရှိထားပစ်ခဲ့ရမှာပါသူသမီးကိုကုန်းပေါ်မှာလည်းထားခဲ့လို့မရပါဘူးအနည်းဆုံးကျွန်းပေါ်မှာဖြန်ကြီးတွေကနေရာဦးထားပြီးပါပြီကမ်းခြေဆိုတာလဲကျင်းသေးပေါက်သွားလို့မရတဲ့နေရာပါသူ့မိအတွက်တခုတည်းသောလုံနိုင်တဲ့အရာကသူသမီးလေးကိုပင်လယ်ရေပြင်ပေါ်မှာထားပစ်ခဲ့မှုပါပဲအဲ့ဒါကလည်းအန်ဒီရမကင်းပါဘူးလင်းယုံကြီးတွေကဒီနားကိုလာပြီးငားတွေဖမ်းလေရှိကြပါတယ်ဒါပေမဲ့အကာအကွယ်မဲ့နေတဲ့ပင်လယ်ဖြန်ပေါက်လေးတွေကိုတွေ့ရင်လဲဝင်တုတ်သွားတတ်ကြပါလိမ့်တယ်အန်ဒီရီကြောင့်ပဲအကောင်ပေါက်လေးအိပ်ပျော်နေတော့မှသူ့အမေကရတဲ့အချိန်လေးကိုယူပြီးရေထဲကိုငုတ်သွားပါတယ်လက်ထဲမှာကျင်ငါးတကောင်ပါလာပါတယ်ကျင်ငါးတကောင်ကလည်းသူ့လိုအပ်နေတဲ့ကယ်လိုရီကိုလုံလောက်အောင်ပေးနိုင်ပါတယ်သူသမီးလေးကိုတစ်ချက်ကြည့်လိုက်ပြီးနောက်တစ်ချိန်ပြန်ငုတ်လိုက်ပါတယ်ကန်းကြီးရဲ့ဒီဘက်ပိုင်းမှာဒီရေအပြောင်းလဲကအယမ်းမြန်ပါတယ်မိနစ်အနည်းငယ်အတွင်းမှာပဲအကောင်ပေါက်လေးဟာသူ့မိထားခဲ့တဲ့နေရာကနေပေ300လောက်အဝေးကိုမျောပါသွားပါတယ်သူ့အမေရေငုံရာပြန်ပေါ်လာချိန်မှာတော့ချစ်ရတဲ့သမီးလေးဟာမရှိတော့ပါဘူးအကောင်ပေါက်လေးပျောက်ဆုံးသွားတဲ့အတွက်အမေဖြစ်သူဟာတော်တော်လေးစိတ်သောကရောက်နေရှာပါတယ်ချက်ချင်းဆိုသလိုပဲအဝေးကနေကြားနေကြခေါ်တန်လေးတကူကြားလိုက်ရပါတယ်အကောင်ပေါက်လေးရဲ့အော်တန်ပါတားမိချင်းအော်တန်ပေးရင်အတန်ရှိရာဘက်ကိုအမြန်ကူးသွားနေကြပါတယ်နောက်ဆုံးတော့သူတို့သားမိအန်ဒီယေကင်းနဲ့ပြန်လဲစုံစည်းသွားခဲ့ကြပါပြီသူသမီးလေးကိုထာဝရဆုံးရှုံးရမှာကြောက်တဲ့စိတ်ကြောင့်သူ့မိဟာဆက်ပြီးအလိုလိုက်ထားလို့မရတော့ပါဘူးခုချိန်ရစပြီးအကောင်ပေါက်လေးဟာတင်တန်းဆင်းရပါတော့မယ်ပထမဆုံးရေနဲ့အသားကျအောင်အချိန်ခဏရေငုပ်ပေးရပါတယ်ပြီးတဲ့နောက်ရေကူးတာကိုတင်ပါတယ်သူ့မိရဲ့ကျွမ်းတဲ့ချင်းချင်းတင်ပြမှုအောက်မှာအကောင်ပေါက်လေးဟာကျူးကျူးဆာဆာလိုက်လုံနေပါတယ်တရက်တွင်းမှာပဲဒီအကောင်ပေါက်လေးဟာရေပေါ်မှာငုပ်လိုက်ပေါ်လိုက်လုံနိုင်သွားပါပြီဒါပေမဲ့ရေအောက်အထိငုပ်တဲ့ဘိုင်းကတော့ရေကူးတာနဲ့လုံးဝမတူပါဘူးအစာရှာဖို့အကောင်ပေါက်လေးငုပ်တဲ့အခါအကြာကြီးမငုပ်နိုင်သေးပါဘူးဒါပေမဲ့သူ့အမေကအခုချိန်ထိအစာရှာကျွေးနေသေးလို့ကံကောင်းနေပါသေးတယ်အကောင်ပေါက်လေးဟာကျိုးစားပန်းစားလေ့ကျင့်ရှာပါတယ်အခုဆိုရင်သူ့အမေရဲ့ကိုယ်ပေါ်မှာပဲကတ်တွယ်နေရတဲ့ခလေးပေါက်စာလေးမဟုတ်တော့ပါဘူးတပြေးပြေးနဲ့သူ့အမေပေါ်မှာမှီခိုနေရတာကလည်းယော်နေလာခဲ့ပါပြီဒီလိုကယူဆိုင်တက်တဲ့မိခင်ကြောင့်အကောင်ပေါက်လေးရဲ့အနာဂတ်ဟာပိုမိုကောင်းမွန်လာမှာပါနောက်ထပ်4လလောက်နေရင်ဒီအကောင်ပေါက်လေးဟာသူ့အမေပေါ်လုံးဝမမှီခိုတော့ပဲကိုယ့်ဘဝနဲ့ကိုရက်တည်နိုင်တော့မှာဖြစ်ပါတယ်အဲ့ဒီမတိုင်ခင်တော့ဒီသားအမိဟာသူတို့ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကိုပျော်ပျော်ရွှင်ရွှင်ချစ်ချစ်ခင်ခင်နဲ့အတူကုံဆုံးကြပါတယ်အားလုံးပဲအဆုံးထိကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်